မင်္ဂလာပါဓမ္မမိတ်ဆွေအပေါင်းတို့ယနေ့မျှဝေလိုသောတရားအကြောင်းအရာမှာဗုဒ္ဓအဆုံးအမများဖြစ်ပါသည်မြတ်စွာဘုရားရှင်သည်လူသားတို့ဘဝတစ်လျှောက်အေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရန်တန်ဖိုးမဖြတ်နိုင်သောအဆုံးအမများကိုဟောကြားတော်မူခဲ့ပါသည်ထိုအဆုံးအမများသည်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကဟောကြားခဲ့တော်လဲယနေ့ခေတ်ထိအလွန်အသုံးဝင်နေဆဲဖြစ်ပါသည်ပထမဆုံးအဆုံးအမမှာကောင်းမှုကိုပြုလုပ်ပါမကောင်းမှုကိုရှောင်ကျဉ်ပါဟုသောအဆုံးအမဖြစ်ပါသည်လူတစ်ယောက်၏ဘဝကိုမြင့်မားစေသည်မှာငွေကြေးတာမဟုတ်ပါကိုကျင့်တရားစိတ်ထားကောင်းခြင်းနှင့်ကုသိုလ်ကောင်းမှုများကသာစစ်မှန်သောချမ်းသာခြင်းကိုပေးစွမ်းနိုင်ပါသည်ဒုတိယအဆုံးအမမှာဒေါသကိုမေတ္တာဖြင့်အနိုင်ယူပါဖြစ်ပါသည်တစုံတစ်ယောက်ကကိုယ့်ကိုစိတ်ဆိုးစေခဲ့လျင်ဒေါသနှင့်ပြန်တုံ့ပြန်ပါကဒေါသသာပိုမိုကြီးထွားလာမည်ဖြစ်သည်မေတ္တာနှင့်ခွင့်လွှတ်နိုင်မှသာစိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်ပါသည်တတိယအဆုံးအမမှာအမှန်တရားကိုတန်ဖိုးထားပါဖြစ်ပါသည်လိမ်ညာခြင်းသည်ခဏတာအကျိုးရနိုင်တော်လဲနောက်ဆုံးတွင်ယုံကြည်မှုကိုဆုံးရှုံးစေပါသည်အမှန်တရားကိုပြောဆိုသူသည်လူအများ၏လေးစားခြင်းကိုအမြဲရရှိပါသည်စတုထအဆုံးအမမှာတီးခံခြင်းသည်အကောင်းဆုံးအင်အားဖြစ်သည်ဟု၍ဖြစ်ပါသည်ဘဝတွင်အခက်ခဲများနှင့်ကြုံတွေ့ရသည်မှာတဘာဝဖြစ်သည်ထိုအခက်ခဲများကိုစိတ်ရှည်တီးခံ၍ရင်ဆိုင်နိုင်သူသာအောင်မြင်မှုကိုရရှိနိုင်ပါသည်ပစ္စမအဆုံးအမမှာမိဘကိုယိုသေးလေးစားပါဖြစ်ပါသည်မိဘသည်သားသမီး၏ပထမဆုံးကျေးဇူးရှင်ဖြစ်ပါသည်မိဘ၏ကျေးဇူးကိုတည်တက်ခြင်းသည်ကုသိုလ်ကြီးမားသောအလုပ်တစ်ခုဖြစ်ပါသည်ဆဋ္ဌမအဆုံးအမမှာမေတ္တာတရားကိုနေ့စဉ်ပွားများပါဖြစ်ပါသည်မေတ္တာပွားသောသူသည်စိတ်အေးချမ်းပါသည်မေတ္တာသည်ရန်ညှိုးများကိုလျှော့ပါစေပြီးမိတ်ဆွေကောင်းများကိုတိုးပွားစေပါသည်တတ္တမအဆုံးအမမှာအချိန်ကိုတန်ဖိုးထားပါဖြစ်ပါသည်ကုံဆုံးသွားသောအချိန်ကိုမည်သူမျှပြန်မရနိုင်ပါထို့ကြောင့်နေ့စဉ်အချိန်တိုင်းကိုအကျိုးရှိသောအလုပ်များတွင်အသုံးချသင့်ပါသည်အထမအဆုံးအမမှာလောဘကိုလျှော့ပါဖြစ်ပါသည်လိုချင်မှုများလေလေစိတ်ပင်ပန်းမှုများလေလေဖြစ်ပါသည်ရှိသမျှအပေါ်ကျေနပ်တတ်သူသည်စိတ်ချမ်းသာသောသူဖြစ်ပါသည်နဝမအဆုံးအမမှာတတိဖြင့်နေထိုင်မှာဖြစ်ပါသည်စကားပြောရာတွင်လည်းတတိအလုပ်လုပ်ရာတွင်လည်းတတိဆုံးဖြတ်ရာတွင်လည်းတတိရှိသင့်ပါသည်တတိရှိသူသည်အမှားနည်းပါသည်တတမအဆုံးအမမှာမိမိစိတ်ကိုလေ့ကျင့်မှာဖြစ်ပါသည်စိတ်သည်အလွန်လင်းမြန်ပါသည်မလေ့ကျင့်ထားသောစိတ်သည်ဒေါသလောဘမောဟတို့နောက်သို့လိုက်သွားတတ်ပါသည်တရားထိုင်ခြင်းမေတ္တာပွားခြင်းနှင့်တတိပွားခြင်းတို့ဖြင့်စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်နိုင်ပါသည်ဓမ္မမိတ်ဆွေအပေါင်းတို့ဗုဒ္ဓရှင်တော်၏အဆုံးအမများသည်စာဖတ်ယုံနားထောင်ယုံဖြင့်မပြီးသေးပါနေ့စဉ်ဘဝတွင်လက်တွေ့ကျင့်သုံးမှသာအကျိုးကျေးဇူးကိုအမှန်တကယ်ရရှိနိုင်ပါသည်ယနေ့မှစ၍ကောင်းမှုတစ်ခုကိုနေ့တိုင်းပြုလုပ်ကြပါမေတ္တာစကားတစ်ခွန်းကိုနေ့တိုင်းပြောကြပါမကောင်းမှုတစ်ခုကိုရှောင်ကျဉ်ကြပါတတိဖြင့်နေထိုင်ကြပါဤသို့ကြည်ကြံနေထိုင်မှာကမိမိဘဝသည်ပိုမိုအေးချမ်းလာမည်မိသားစုပိုမိုပျော်ရွှင်လာမည်လူအတိုင်းဝိုင်းလည်းပိုမိုငြိမ်းချမ်းလာမည်ဖြစ်ပါသည်အားလုံးကိုယ်ကျမ်းမာစိတ်ချမ်းသာ၍ကုသိုလ်တရားများတိုးပွားနိုင်ကြပါစေတာဓုတာဓုတာဓု